အားလုံးပဲကျွန်တော်ဒီကနေ့ညတော့အင်္ဂလိပ်မွေးရနှစ်ကနန်းဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်မွေးရနှစ်ကနန်းမှာဗမာမွေးရနှစ်ကနန်းနဲ့လုံးဝမဆိုင်ပါဘူးမပတ်သက်ပါဘူးနောက်တော့နှစ်ကနန်းတီးတတ်ပါနော်အင်္ဂလိပ်မွေးရနှစ်ကနန်းတီးတတ်ပါအဲ့တော့သူတို့အတွက်ကျွန်တော်တို့ဟိုဒီနေ့ညမှာဟာလမ်းညွန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမွေးရတွေဘာတွေဖြစ်တယ်ဘယ်လိုတွေဖြစ်တတ်တယ်ဆိုတာကိုလမ်းညွန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့နှစ်ကနန်းတွေကအင်္ဂလိပ်မွေးရနှစ်ကနန်းတွေကစိတ်လှုပ်ရှားလွယ်တတ်တယ်နော်တခါတလေမှာစိတ်အားငယ်တဲ့သဘောမျိုးလဲသူတို့ကရှိတတ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကသူတို့ကပါလဲအမှုပညာခံစားတတ်တယ်သဘောမှရှိတယ်ဟလာအဆိုကအရေးအတီးဟလာတချင်းနာထောင်တာဗီဒီယိုကြည့်တာရုပ်ရှင်ကြည့်တာဟလာဂီတာတီးတာစသဖြင့်တစ်ခုခုပေါ့နော်အဲ့ဒါမျိုးဝါသနာပါတယ်နှစ်ကြိုက်တယ်လွမ်းတခံပါတယ်ခံစားတတ်တဲ့သဘောရှိတယ်ဆိုတော့နောက်တစ်ခုကသူတို့ကလုံနာပါနတ်တယ်ဟလာပတ်ဝန်းကျင်လူမှုဆက်ဆံရေးပြည်ပြစ်ကောင်းမွန်တဲ့သဘောမှရှိတယ်မေတ္တာကိုအခြေခံတယ်သူတို့ရဲ့ဘဝမှာအမျိုးသမီးတူရဲ့အကူအညီအထောက်ပံ့ကိုနှုတ်တော်၎င်းဟုတ်လားလက်တော်၎င်းရတတ်တဲ့သဘောမှာရှိတယ်အဲ့တော့သူတို့ကဟလာဟိုစနပြောသလိုကုဘဝရဲ့အခက်ခဲဟလာအခြေအနေတစ်ခုမှာအမျိုးသမီးတူကကူညီလိုက်လို့အဆင်ပြေသွားတယ်ဆိုတာမျိုးတွေကိုသူတို့ကဟိုခံရတတ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ပါစေကြီးကြီးတိတ်တိတ်ဟလာအမျိုးသမီးတူရဲ့အကူအညီအထောက်ပံ့မျိုးတော့ရတတ်တဲ့သဘောရှိတယ်နောက်တစ်ခုကသူတို့ကမှန်မှန်ကန်ကန်မျက်တတဘတ်နှစ်ဖက်လို့ရှင်ပြီးတော့တွေးခေါ်တတ်တယ်ချစ်ငြိမ်တတ်တယ်ပေါ့နော်ဟလာအမားလုံးမိဖို့နော်ဟလာလွန်ကျင်မိဖို့ဆိုတာမျိုးသူတို့မှာမရှိဘူးနဲတယ်အရန်သတိနဲ့ထိန်းတဲ့နှစ်ကနန်းသမားတွေဖြစ်ပါတယ်နောက်တစ်ခုကသူတို့ကဟုတ်လားဘယ်လိုအခြေအနေမျိုးမဆိုပေါ့နော်ဘယ်လိုပြောမလဲရီမန်းချက်ကြီးမားတယ်စိတ်ကူးစိတ်တန်းကောင်းတယ်ဆိုတဲ့နှစ်ကနန်းသမားတွေဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့စိတ်ကူးစိတ်တန်းကရီမန်းချက်ကဟလာကောင်းမွန်တဲ့ရီမန်းချက်ကောင်းတဲ့လမ်းအခြေအနေကိုတွားမဲ့သဘောဖြစ်တယ်ဆိုတဲ့နှစ်ကနန်းသမားတွေပါအဲ့တော့နှစ်ကနန်းသမားတွေမှာဘဝမှာဘာဖြစ်တတ်လဲဆိုလို့ရှိရင်တော့ဒဏ်ရာအနာတရဖြစ်တတ်တယ်အဲ့လိုဒဏ်ရာရပြီဆိုလို့ရှိရင်အဲ့ဒီရဲ့ဒဏ်ရာကိုပေါ့နော်ဒဏ်ရာရပြီဆိုအဲ့ဒီရဲ့ဒဏ်ရာကိုဟာလာအဲ့ဒဏ်ရာအမှတ်အသားကြံခဲ့တဲ့ဒဏ်ရာမျိုးဖြစ်လိမ့်မယ်ခန္ဓာကိုယ်မှာဟာလာဒဏ်ရာအမရွတ်ရှိမယ်ပေါ့သို့မဟုတ်အမှတ်အသားကြီးကြီးမားမားတစ်ခုခုထင်ပေါ်တဲ့ဟာမျိုးအမှတ်အသားကြီးကြီးတစ်ခုရှိတတ်တယ်သူတို့ကဘဝမှာအ ਨੇ ဆုံးဟာလာထီပေါက်တာတို့ချဲပေါက်တာတို့ဟာလာအဲ့လိုငွေများများဆဆအစုလိုက်ပုံလိုက်ဝင်တာတို့ဘဝမှာအ ਨੇ ဆုံးတစ်ကြိမ်လောက်သို့မဟုတ်နှစ်ကြိမ်တော့၎င်းပေါ့နော်ခံစားရတတ်တဲ့သဘောမှာရှိတယ်ပေါ့နော်နောက်သူတို့ကဘယ်လိုပြောမလဲဆိုရင်တစ်ဖက်ကလည်းရန်သူတစ်ဖက်ကလည်းမိတ်ဆွေဆိုတာမျိုးတွေတွေ့တတ်တယ်အဲ့တော့တစ်ဖက်ကချစ်တော်သူရှိသလိုတစ်ဖက်ကမုန်းတော်သူဆိုတာမျိုးလည်းရှိတတ်တယ်ဆိုတာဒါနှစ်ကနန်းသမားတွေရဲ့သဘောဖြစ်ပါတယ်အဲ့တော့နှစ်ကနန်းသမားတွေကဘဝမှာစာချုပ်စာရန်တို့စာရွက်စာရန်တို့ဟလာဒါတွေနဲ့ဟလာရေးထိုးချုပ်ဆိုပြောဆိုလောက်ကန်တဲ့အလုပ်မျိုးတွေဘဝမှာကြုံရတတ်တယ်လောက်ကန်ရတတ်တဲ့သဘောမှာရှိပါတယ်အဲ့တော့ဒါအနှစ်ချုပ်ပဲကျွန်တော်တို့နှစ်ကနန်းသမားတွေအတွက်ကျွန်တော်တို့လမ်းညွန်ဟောကြားပေးခဲ့တာပါအဲ့တော့အကျယ်ဖြန့်ဟောမယ်ဆိုရင်တော့အများကြီးဟောရမှာပါဗီဒီယိုဖိုင်အရှိကြီးဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီညတော့ဒီလောက်နဲ့ပဲကျွန်တော်နှုတ်ဆက်ပါတယ်တဦးတယောက်ချင်းစီတိုင်းဒီညကနေလေးလေးစားစားကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်